အားလုံးမင်္ဂလာပါကျွန်တော်ကပြည်မျိုးက KT Dragon Law Firm ရဲ့တည်ထောင်သူဥခင်တော်ကျွန်တော်ဖြစ်ပါတယ်အဲ့တော့ဥပဒေကိစ္စကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများပြည်သူသိရှိဖို့အတွက်အထူးသဖြင့် HME ပွဲစားတွေ agent တွေသိရှိဖို့အတွက်ပညာပေးဖြန့်ဝေလိုတဲ့ကိစ္စတွေရှိတဲ့အတွက်အခုလိုကျွန်တော်တို့ပညာပေးဥပဒေပညာပေးဖြန့်ဝေရခြင်းကျွန်တော်ဖြစ်ပါတယ်အဲ့တော့ HME အကျိုးဆောင်တွေHME agent တွေလိုက်နာကြမယ်စီကံတွေနဲ့ပတ်သက်ပြီးတော့ကဘာတဘွားလုံးက HME အလုပ်ကိုလုပ်ကိုင်ကြတယ်ကဘာနိုင်ငံအသီးသီးကနေပြီးတော့ကျွန်တော်စီကံရက်9ချက်ကိုအဓိကထားပြီးတော့ဒီစားလိုက်နာကြတာကျွန်တော်တွေ့ရပါတယ် HME ပွဲစားလုပ်တဲ့သူဟာပွင့်လင်းတိကျပြီးတော့အမှန်ကိုပြောတဲ့သူဖြစ်ရမယ်နောက်တစ်ချက်ကဖောက်တယ်ရဲ့အချက်လက်တွေကိုကိုရဲ့အရေးကိစ္စလိုပဲအထူးဂရုစိုက်ပြီးတော့လုံခြုံထားတိထားထိန်းထားမယ်ထိန်းသိမ်းထားမယ်နောက်တစ်ချက်ကအယောင်းဝယ်ပြုလုပ်မဲ့ဖောက်တယ်များနဲ့ဆက်ဆံတဲ့အခါမှာလူဒန်းစားမခွဲဘဲနဲ့ဒန်းတစားတဲ့ဆက်ဆံရမယ်အကျိုးရှိသွားသူတို့ကျွန်တော်တို့ဝေဆောင်မှုကျွန်တော်တို့ပေးရမယ်နောက်တစ်ချက်ကနံပါတ်4အချက်ကရောင်းသူဝယ်သူနှစ်ဖက်စလုံးနဲ့လာပြီးတော့အကျိုးဆောင်ဖို့အတွက်အကြောင်းပေါ်ပေါက်မယ်ဆိုလို့ရှိရင်ကိုယ်ဘယ်သူကဒီ agent အလုပ်ကိုငှားရတယ်လေအဲ့ဒီသူရဲ့အကျိုးကိုပဲကြည့်ရမယ်ကျန်တဲ့သူရဲ့အကျိုးကိုကြည့်စရာမလိုဘူးဆိုတော့ကျွန်တော်အချက်ပါပဲနံပါတ်5အချက်ကပြဋ္ဌာန်းထားတဲ့ဥပဒေတွေနည်းဥပဒေတွေကိုလေးစားလိုက်နာရမယ်နံပါတ်6အချက်ကတော့ဒီအလုပ်ကိုလုပ်တဲ့အခါမှာငွေရရုံတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့စွမ်းရည်တိုးတက်အောင်အတွက်လေ့လာရမယ်စာရီကျွန်တော်တို့ဖတ်ရမယ်နောက်ဆုံးအချက်ကတော့ဖောက်တဲ့ရဲ့အကျိုးကိုဦးစားပေးပြီးတော့ဆောင်ရွက်ရမယ်ဖောက်တဲ့နဲ့ရဲ့အကျိုးကိုပဲကြည့်ရမယ်ကျန်တဲ့လူတွေရဲ့အကျိုးကိုကျွန်တော်တို့မကြည့်ရဘူးဆိုတော့တားမြစ်ပိတ်ပင်ချက်ပဲဖြစ်ပါတယ်ဒါတွေကတော့ကျွန်တော်တို့ HME အကျိုးဆောင်နေဒီအလုပ်ကိုလုပ်ကိုင်တဲ့နေရာမှာလေးစားလိုက်နာရင်ဝဲကျွန်တော်တို့မှာကိန်းဝတ်ပြီးတော့အဓိကထားပြီးတော့ဆောင်ရွက်ရမယ်ကျွန်တော်တို့အကြောင်းများအချက်များဖြစ်ပါကြောင်းလေးစားစွာတင်ပြအပ်ပါတယ်ကျေးဇူးပါ